ဒီဖိုင်ဆုံးထိတင်ပေးပါဆိုလို့ပေါ့နော်အင်အားညီမလေးကိုကြည့်ပြီးတော့ကင်းစားဆိုတာဒီလိုကြောက်စရာကောင်းမှလားလို့တွေးပြီးတော့သူမသိအောင်ငိုခဲ့ရတာပေါ့နော်ညီမလေးကသူ့ရဲ့ကင်းစားကနောက်ဆုံးအဆင့်ဆိုတာသိတော့ကုသရင်အရှင်းမပြောက်ဘူးဆိုတာသိပေမဲ့ပေါ့နော်သိပေမဲ့အင်္ဂလိပ်ဆေးနဲ့ကုသလိုက်ရင်သူ့ရဲ့ကြံရှိတဲ့အသက်အပိုင်းခြားလေးကတက်တောင့်တက်တာလေးဖြစ်သွားမှာပေါ့နော်ဒါပေမဲ့ကိုရီးရဲ့အတ္တကကြတော့ညီမလေးကိုဆက်ပြီးတော့ရှိနေစေခြင်းသေးတယ်ပေါ့နော်ရှိနေစေခြင်းသေးတယ်အဲ့ဒါကြောင့်မို့ line ပေါ်မှာလည်းပတ်ဝန်းကျင်တွေကလူတွေကပေါ့နော်ပြောတာဟိုတိုင်းရင်ဆေးနဲ့ကုလိုက်တာဘယ်ယောဂါဘလို့တွေအရှင်းပြောက်သွားတယ်ပေါ့နော်ဘာညာဆိုတော့ကိုရီးယားလည်းကိုညီမလေးကိုဆက်ပြီးရှိခြင်းတယ်လေအားကြောင့်မလို့ကိုရီးရဲ့လမ်းမပြီးတော့ပေါ့နော်တိုင်းရင်ဆေးလေးကုလိုက်တဲ့အချိန်မှာညီမလေးကဒီရင်ဘတ်ကြီးကဟာလာဟင်းလေးအပေါက်ကြီးနဲ့ပေါ့နော်လုံးဝဟိုပြည်တွေနဲ့အဲ့လိုမျိုးဖြစ်ပြီးတော့သူ့အနာကိုကြည့်ပြီးတော့လဲသူက depression တွေဝင်သွားတာပေါ့နော်depression နေဝင်သွားသူ့စာကိုပဲခံလိုက်ချင်တယ်တော့ဗောနော်သူအရန်ခံစားနေရရင်စေးရုံတက်လိုက်သူပြန်ဆင်းခြင်းနဲ့ဆိုရင်ပြန်ဆင်းလာလိုက်ပေါ့နော်နောက်အိမ်မှာပေါ့နော်ဒီမှာ nurse ကိုခေါ်ပြီးတော့စေးရုံက online တယ်ဆေးတွေ drip တွေချိတ်တယ်ပေါ့နော်ဆေးတွေ drip တွေချိတ်တယ်သူသားလေးရက်တရာပြီးတော့သူတို့ကိုမိသားစုတက်ပုံလေးရိုက်ပြီးတော့ညီမလေးကမျက်ရည်ကျတယ်ပေါ့နော်သူသားလေးအတွက်သူကဆက်ပြီးတော့ရှိနေခြင်းပါလေနောက်ပိုင်းမှာညီမလေးကအစားမဝင်တော့ဘူးပေါ့နော်အဲ့လိုလည်းမရဘူးသူ့ကိုအနာတက်တာအောင်လို့ဒီဘိုင်နားမှာပေါ့နော် fentanyl plaster လေးကတ်ထားပြီးတယ်အဲ့ဒါတော့သူကဟိုဘက်လှိမ့်လိုက်ဒီဘက်ဆောင်လိုက်တယ်ပေါ့နော်လူလှိမ့်နေတာပေါ့နော်ညဘက်တွေဆိုရင်လည်းဟိုဘက်ဆောင်လိုက်ဒီဘက်ဆောင်လိုက်နေသူ့နားမှာနေလိုက်ခလေးကိုနိုဘူးပြေးဖြော်လိုက်နေပေါ့နော်အဲ့လိုမျိုးတညာလုံးတရေမှမအေးရပဲနဲ့မိုးဘလို့လင်းသွားမှန်းတော့မသိဘူးပေါ့နော်ညီမတို့တွေကနောက်ခလေး9လလောက်မှညီမလေးဆုံးသွားတာပေါ့နော်ဒါကြောင့်မို့လို့ကင်ဆာဝေဒနာရှင်နဲ့မိသားစုတွေအနေနဲ့ဖြစ်လာရင်တိုင်းရင်းဆေးနဲ့မကူကြပါနဲ့လို့တိုင်းရင်းဆေးရကြတော့တိကျတဲ့ guideline တွေမရှိဘူးဆရာတယောက်ကဆေးဖော်လိုက်တယ်သူ့ဆေးနည်းကိုသူများသိမှကြောက်လို့ဘယ်သူ့မှမပြောဘူးနောက်တစ်ယောက်ကလည်းလျှို့ဝှက်ပြီးဆေးဖော်တယ်အထဲမှာဘာတွေပါလဲမသိဘူးလူတစ်ယောက်တရားမှာတစ်ယောက်ကုလိုက်လို့ပျောက်သွားရင်လည်းဒါသူ့ဆေးကတော်တော်အစွမ်းထက်နေပြီပေါ့နော်အဲ့လိုမျိုးအနောက်တိုင်းဆေးကြတော့အဲ့လိုမဟုတ်ဘူးဆေးတစ်ခုစမ်းသပ်လိုက်ပြီဆိုရင်တစ်ယောက်တည်းအားနဲ့မဟုတ်ဘဲနဲ့အများအားနဲ့ဝိုင်းပြီးတော့ပေါ့နော် chemical test တွေ stability test တွေ pyrogen test တွေအစင်းစင်စမ်းသပ်ပြီးတော့မှအများလက်ခံမှဒါကိုထုတ်လုပ်တာပေါ့နော်အခုဆိုရင်လည်းကင်ဆာအမျိုးမျိုးပေါ့နော်ဒီအနောက်တိုင်းဆေးနဲ့ပဲပေါ့နော်ကုပြီးတော့ early stage တွေဆိုရင်လည်းပျောက်ကင်းပြီးတော့ပေါ့နော်ကုသပျောက်ကင်းပြီးတော့နောက်ဆုံးအဆင့်တွေဆိုရင်လည်းကိုယ့်ရဲ့လူသက်တမ်း life ကျန်တဲ့ life ကိုပေါ့နော်အဆုံးထိဆွဲဆန့်ထားနိုင်တယ်ပေါ့နော်လူလဲတက်တောင့်တက်တာလေးဖြစ်ပြီးတော့ဟိုလူဘဝကိုလည်းကောင်းကောင်းမွန်မွန်လေးနဲ့ထွက်သွားလို့ရနိုင်တယ်ပေါ့နော်ဒါကြောင့်တိုင်းရင်းဆေးနဲ့မကုကြပါနဲ့လို့